အားလုံးပဲမင်္ဂလာပါကျောင်းဆရာ page ကနေပြန်လည်ကြိုဆိုပါရစေအမကဒီနေ့မှာတော့မောင်လေးညီမလေးတို့အမေးများကြတဲ့ AYA courses ကိုဘယ်လိုရှောက်ကြမလဲ website တွေကိုဘယ်လိုဝင်မလဲလိုအပ်တဲ့အချက်အလက်တွေကိုဘယ်လိုဖြည့်မလဲဆိုတာလေးတွေကိုအမကတဆင့်ချင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့ website တွေကိုဘယ်လိုဝင်ရမလဲဘယ်လိုရှောက်ရမလဲသိချင်တဲ့မောင်လေးညီမလေးတွေကဒီဗီဒီယိုကိုကြည့်လို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်အမတို့ပထမဆုံးအနေနဲ့ပေါ့နော်ဆိုတော့သူ့ရဲ့ website တွေကိုဝင်မယ်ပေါ့နော်ဒီ website ထဲဝင်ဖို့ကအမားတို့ပေးထားတဲ့ link ကနေတဆင့်လဲဝင်လို့ရတယ်လို့မောင်လေးညီမလေးတို့က Google ကနေတဆင့်လဲရိုက်ရှာပြီးတော့ဝင်လို့ရတယ်ပေါ့နော်အမဒီမှာဆိုရင်ရိုက်ထားတာကEYAA Core 6ဆိုပြီးတော့အမရိုက်ထားရပေါ့နော်ဒီမှာ EYA Core 6ဆိုပြီးတော့ရိုက်တယ်ရိုက်တဲ့အခါမှာမောင်လေးညီမလေးတို့ရှောက်အောင်မှာကCallie or use change maker ဆိုတဲ့ဟာကိုရှောက်အောင်မှာဖြစ်တယ်ဒီအောက်ကဒီနှစ်ခုကမတူဘူးပေါ့နော်ဆိုတော့ဒီမှာဒီပထမတစ်ခုသူပေးထားတာကဒီမှာ change maker ဒီမှာအမတို့က call it or use change maker ဆိုတာကိုရှောက်အောင်မှာဖြစ်တယ်ဒီ CSO နဲ့ social enterprise တွေကမောင်လေးညီမလေးတို့ရှောက်ရမယ့်ထဲမှာမပါဘူးဒါမောင်လေးညီမလေးတို့ ਨੇ မဆိုင်ဘူးเนาะဆိုတော့မောင်လေးညီမလေးတို့ ਨੇ ဆိုင်တာကဒီမှာcall it or use change maker ဆိုရတဲ့ဒီဟာပဲဆိုင်တာเนาะအဲ့ဒါဆိုရင်အမတို့ကဒီ Google ကနေရှာလိုက်ပြီးတဲ့အခါမှာအမတို့ဒီထဲကိုဝင်လိုက်မယ်ဒီ link ထဲကိုဝင်လိုက်မယ်เนาะအဲ့ link ကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာတွေ့လိမ့်မယ်သူက apply here ဆိုတဲ့နေရာလေးတွေ့လိမ့်မယ်เนาะပြန်ပြပေးမယ်เนาะဆိုတော့ဒီမှာ apply here ဆိုတဲ့နေရာလေးရှိရယ်ဟုတ်ပြီเนาะဆိုတော့ deadline လေးလည်းတစ်ချက်သတိထားပါ January 25ရက်နေ့2026ပေါ့เนาะ January 25 202617:59မိနစ်မှာသူကပိတ်လိမ့်မယ်ပေါ့เนาะည7:00နာရီအဲဆို apply here လို့တွေ့ရဆိုရင်အမတို့ကအဲ့ apply here ဆိုတဲ့နေရာလေးကိုအမဒီမှာနှိပ်လိုက်မယ်မှာဆိုရင်အမတို့ကဖြည့်ရမယ့်အပိုင်းက6ခုရှိရယ်ပထမတစ်ခုက personal details ပေါ့နော်ကိုယ့်ရဲ့အကြောင်းနဲ့ပတ်သက်တဲ့ဟာတွေကိုဖြည့်သွားအောင်ပါအဲ့လိုနှိပ်ချင်းတွေ့လိမ့်မယ်နော်နောက်တစ်ခုကကျတော့အမတို့က part 2ဖြစ်တဲ့ education and relevant experience ဒီမှာအဲ့ဒါကိုနှိပ်ကြည့်တဲ့အခါမှာလဲကိုယ့်ရဲ့ဒီပညာရေးနဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်မောင်လေးညီမလေးတို့ကဖြည့်သွားမှရှိရယ်နောက်တစ်ခုကကျတော့ဒီနန်းလေးမှာပေါ့နော်ဒီနန်းလေးမှာဆိုရင်သူကEnglish language proficiency ကိုထည့်ခိုင်းတာဒါဆိုရင်အမတို့ကအမ ISP ပြီးသားဖြစ်တာအတွက်အမ IS certificate ကိုထည့်လိုက်တယ်ဒါပေမဲ့မောင်လေးညီမလေးတို့ကဖြည့်ထားမရှိဘူးဆိုရင်အမတို့ဒီ free ဖြည့်လို့ရတဲ့ English test လေးရှိရပေါ့နော် British Council ပဲဖြစ်ဖြစ်အခြား test တွေပဲဖြစ်ဖြစ်အမတို့ဖြည့်ပြီးတော့ထည့်လိုက်လို့ရတဲ့ certificate ကိုပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးအမတို့နောက်ထပ်အသေးစိတ်ပြောပြပေးသွားမယ်နောက်တစ်ခုကကျတော့အမတို့ကအရေးကြီးဆုံးအပိုင်းဖြစ်တဲ့ကိုယ့်ရဲ့ဘာကြောင့်ရှောက်ချင်လဲဆိုတာပေါ့နော်ကိုကဘာကြောင့်ဒါနဲ့ထိုက်တန်လဲဆိုတာကိုပြသခွင့်ရမယ် motivation essay လေးရှိရဲအဲ့ဒါကြောင့်အမတို့ဒီမှာ part 3ပေါ့နော်ဒီ motivation essay ကအမတို့ကအလုံး100ရေးရတယ်ဒါပေမဲ့မောင်လေးညီမလေးတို့မှာကျတော့သူကအလုံး200ရေးရတယ်ပေါ့နော်ဆိုတော့ဒီ motivation essay မှာဆိုရင်ကိုကဒီ empowering youth across ASEAN program EYA ကိုဘာဖြစ်လို့ကိုကရှောက်လဲပြီးတော့နောက်တစ်ခုကကိုကဒီကနေရလာတဲ့ဒီအသိပညာတွေ skills တွေကိုကိုယ့်ရဲ့ရွာအတွက်ဘယ်လိုပြန်ပြီးတော့အသုံးပြုမလဲဆိုတာလေးကိုပေါ့နော်မောင်လေးညီမလေးရေးပေးရမှာအဲ့ဒါကစလုံးရင်200ရေးပေးရမှာပေါ့နော်အဲ့ essay ရေးရမှာတစ်ပုဒ်ထဲနောက်တစ်ခု part 4မှာဆိုရင် personal assessment ပေါ့နော်personal assessment မှာကျတော့ဒီမှာဆိုရင်ကိုမှာဘယ်လို medical condition တွေရှိလဲ physical disability ရှိလားပေါ့နော်အဲ့လိုမျိုးမေးရတဲ့အခါမှာအမတို့ဆိုရင် ထွေထူးထူးမရှိဘူးဆိုရင်ကျတော့အမတို့ကno လို့ဖြေရမှာပေါ့နော်ကဲရှိရဆိုရင်တော့ကိုက yes လို့ဖြေရမှာပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာမောင်လေးညီမလေးတို့ရွေးခံရတယ်ဆိုရင် medical check-up results တွေ health certification တွေဒါတွေကိုတင်ပါမယ်လို့ဂရုပြုရပါဘောเนาะဒီလိုမျိုး medical check-up တွေကကြောင့်အမတို့တော့ကြောင့်အမကျောင်းဆေးခန်းတွေပဲယူလိုက်တယ်မြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေကလည်းကိုယ့်ရဲ့သက်ဆိုင်ရာဆေးရုံဆေးခန်းတွေမှာတွားပြီးတော့ယူလို့ရတယ်ပေါ့เนาะအဲ့ဒါတင်ပေးရမယ့်ဟာတကူအဲ့ဆိုရင် agree လို့ဖြေလိုက်ရပြီပေါ့เนาะနောက်က audience survey မှာဆိုရင်ဒီ program ကိုကိုကဘယ်လိုမျိုးသိလဲအဲ့ဆိုရင်မောင်လေးတို့ကဒီရွေးပေးလိုက်အောင်မယ်ဒီမှာ alumni နေစီကနေတစင်သိရလားနောက်တစ်ခါကျတော့ Maybank Foundation ကနေတစင်သိရလား ASEAN Foundation email ကနေလား TikTok ကနေလား LinkedIn ကနေလား Facebook ကနေလားဒါတွေပေါ့နော်နောက်က others ဆိုတာဒီအပေါ်ကဟာတွေကနေမဟုတ်ဘဲနဲ့အခြားဟာတခုကနေကိုကသိရဆိုရင်လည်း others လို့ရွေးလို့ရတယ်နောက်တစ်ခုက
သူတို့ဟာသူတို့ရဲ့ newsletter ကို subscribe လုပ်မှာလားပေါ့နော်ဒါတော့ကိုက yes လား no လားကြိုက်တယ်လို့ဖြေလို့ရတယ်အမှားတော့ yes ပေါ့နော်ဆိုတော့part 6မှာ declaration ကကိုကဒီမှာဒါဒီအချက်လက်တွေကမှန်ပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒါကတော့ကိုကကတိကဝတ်ပြုရတဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့ဒါအကုန်လုံးကိုclick လုပ်လိုက်ပြီးဆိုရင် submit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ရပါပြီပေါ့နော်ဆိုတော့အကြောင်းမလို့ဒီမှာဆိုရင်အမတို့ဖြည့်ရမယ့်အပိုင်းက6ခုပါတယ်အဲ့6ပိုင်းမှာကိုကအကုန်လုံးကိုဖြည့်ပေးဖို့လိုအပ်တယ်အဲ့အကုန်လုံးမပြီးဘဲနဲ့ဒီ submit လုပ်လို့မရဘူးပေါ့နော်အဲ့ဒါဆိုတော့သူလိုအပ်တဲ့အပိုင်းလေးတွေကိုပြောပေးလိုက်မယ်အမအနေနဲ့ဘယ်အပိုင်းလေးတွေအရေးကြီးလဲဆိုအကုန်လုံးကအရေးကြီးတယ်ပြီးတော့အမတို့ဒီ motivation letter ပေါ့နော်ဒီ motivation essay ကတော့အရေးကြီးဆုံးပဲဒီကိုယ့်ရဲ့ဒီ motivation essay ကိုရေးတဲ့အခါမှာလေကိုယ့်ရဲ့ education နဲ့ experience ကချိတ်ဆက်နေရဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ဒါမှသာလျှင်ကိုကဒီလိုမျိုးပညာရေး background နဲ့ဒီလိုမျိုးအတွေ့အကြုံတွေရှိတဲ့အတွက်ကြောင့်မလို့ကိုဒါကိုလုပ်ဖို့အတွက်ဆရာထက်သန်ပါတယ်ဆိုရဲကိုယ့်ရဲ့ဆရာထက်သန်မှုပို့ပြီးတော့ပြနိုင်မယ်လို့အမှအနေနဲ့ထင်တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့မောင်လေးညီမလေးတို့ကဒီ part 1ကနေ60တေချာလေးဖြည့်ပြီးသွားရဲဆိုရင်တော့မောင်လေးညီမလေးတို့ရဲ့ form လေးကို submit လုပ်လို့ရပါပြီဒါကတော့အမတို့ကwebsite တွေကိုဘယ်လိုဝင်မလဲပေါ့နော်ဒီform ကိုဘယ်လိုတင်မလဲဆိုတာလေးကိုပြပြပေးခဲ့ရဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းအမတို့ကဒီ essay ရဲ့အခါမှာဘာတွေသတိထားရမလဲဆိုတဲ့ဟာလေးကိုထပ်ပြီးတော့ပြပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ရဲ့ဒီ account လေးကိုပေါ့နော် like and follow လုပ်ထားဖို့လည်းမမေ့ချပါနဲ့ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းအမတို့ပြန်တွေ့ကြပါမယ်